ဒီကောင်မလေးကတော့မွေးကလေးကနှုတ်သီးကောင်းရှာပါရှိတဲ့သူပါသူမရဲ့စကားတခွန်းကလူတစ်ယောက်ကိုမျက်ရည်ကျအောင်လုပ်ဖို့လုံလောက်ပါတယ်သူမမှာတိုက်ခိုက်ရေးစွမ်းရည်အလွန်ကောင်းတဲ့တငယ်ချင်းတစ်ယောက်လည်းရှိပြီးသူတို့နှစ်ယောက်ဟာမိဘမိတ်ကေဟာမှာဘသူ့ကိုမှအရှုံးမပေးခဲ့ပါဘူးတနေ့မှာတော့သူမတငယ်ချင်းရဲ့မိဘရင်းတွေကလာရှာပြီးအတိတ်ကအမားတွေကိုပေးဆက်ဖို့အိမ်ခေါ်ခြင်းတယ်လို့ပြောလာပါတယ်ဒါပေမဲ့တငယ်ချင်းဖြစ်သူကအခြေအနေတစ်ခုပဲတောင်းဆိုခဲ့တယ်ဒီကောင်မလေးကိုပါတပါးလေးခေါ်မှလိုက်မယ်မဟုတ်ရင်မလိုက်ဘူးတဲ့ဒီဟာမှုကပါဒီကောင်မလေးဟာလိမ္မာရေးချရှိတယ်လို့ထောက်ခံပေးတာကြောင့်မိဘတွေလည်းသဘောတူလိုက်ရပါတော့တယ်အိမ်ပြန်လန်းမှာတော့အဲ့ဒီအိမ်မှာမွေးစားသမီးတစ်ယောက်ရှိနေပြီးသားဆိုတာသူတို့သိလိုက်ရတယ်တကယ်ပဲအိမ်ထဲမဝင်ရသေးခင်မှာတင်တငယ်ချင်းဖြစ်သူရဲ့အကိုကငါ့မှာဒီမွေးစားညီမတစ်ယောက်ပဲရှိတယ်လို့လူပုံလဲမှာအကြောတင်လိုက်ပါတယ်အဲ့ဒီမှာတင်နှုတ်သီးတန်တဲ့ကောင်မလေးကဒေါသတကြီးဆဲဆိုပြီးအဆက်ခွဲလိုက်တာကြောင့်ထိုလူကလက်ပါဖို့လှုပ်လာပါတော့တယ်ချက်ချင်းပဲကောင်မလေးကတနာစရာကောင်းတဲ့တားကောင်အဖြစ်ဟန်ဆောင်လိုက်တဲ့အခါအဖေဖြစ်သူကတားဖြစ်သူကိုအော်ဟောက်ဆုံးမပါတော့တယ်ပထမအချိန်မှာတင်ကောင်မလေးကအကိုဖြစ်သူကိုအလဲထိုးလိုက်တာပေါ့အိမ်ထဲရောက်တော့မွေးစားသမီးကကျိုးဆွဲချသေးချောင်းကြံစီသလိုဟန်ဆောင်နေတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်ချင်းတိုက်ခိုက်ရတော့တဲ့တငယ်ချင်းကတစ်ချက်တည်းနဲ့ကန်ချလိုက်ပြီးမိဘတွေကလည်းစိုးရိမ်တကြီးဝိုင်းအောင်လာကြပါတယ်နှုတ်သီးတန်တဲ့မလေးကတော့အိမ်ထဲမှာလွှဲကြိုးစည်းနေတာလားဆိုပြီးလှောင်ပြောင်လိုက်ပါသေးတယ်။မွေးစားသမီးကစင်ကြေပေးဖို့စူးစမ်းပေမဲ့ဒီကြိုးကဆွဲလိုက်ရင်ပြက်မဲ့ကြိုးပါလို့တငယ်ချင်းဖြစ်သူကအကွက်ကိုဖော်လိုက်ပါတယ်။အဆက်ကွဲသွားတဲ့မွေးစားသမီးကငိုယိုပြီးအိမ်သားဆင်းမယ်လို့တော့အကိုဖြစ်သူကတောင်းပန်ဖို့အတင်းကျပ်တောင်းဆိုပြန်ပါတယ်။ကောင်မလေးကထပ်မံပြီးဆဲဆိုအမျိုးမျိုးပြောလိုက်တာကြောင့်မိဘတွေခေါင်းကိုက်ပြီးအခန်းရင်သွားရွေးဖို့ပြောလိုက်ရပါတော့တယ်။သူတို့နှစ်ယောက်ကမိဘတွေရဲ့အခန်းနဲ့မွေးစားသမီးရဲ့အခန်းကိုမျက်စိကျပြီးလူယူဖို့လုပ်ကြတယ်။အကိုဖြစ်သူကကြားဖြတ်ဟန်တာဖို့စူးစမ်းပေမဲ့ပြဿနာမကြီးထွားခြင်းနဲ့အမေဖြစ်သူကကောင်မလေးတို့ဘက်ကပဲသဘောတူပေးလိုက်ရပါတယ်။ဒါကိုမကျေနပ်တဲ့မွေးစားသမီးကအခန်းထဲမှာဘယ်သူမှမရှိခိုက်စိန်ဆွဲကြိုးကိုဝတ်ထားပြီးသူမဆွဲကြိုးပျောက်ဆုံးသွားကြောင်းရှာဖွေပေးဖို့တောင်းဆိုပါတော့တယ်။ဆွဲကြိုးကိုတငယ်ချင်းဖြစ်သူရဲ့အခန်းထဲမှာတွေ့လိုက်ရတဲ့အခါကောင်မလေးကမွေးစားသမီးကိုဝန်ခံဖို့အခွင့်အရေးပေးခဲ့ပါတယ်။သူမကညှင်းဆန်နေတာကြောင့်ကောင်မလေးကတက်တဲ့အဖြစ်ဖုန်းထဲကကြမှတ်တမ်းကိုထုတ်ပြလိုက်ပြီးအစီကံကအခန်းထဲလာဝက်တာကိုဖော်ကောင်လုပ်လိုက်ပါတယ်။အမှန်တရားပေါ်သွားတဲ့အခါမွေးစားသမီးကဒါကလက်ဆောင်ပေးဖို့ပါလို့ချက်ချင်းရှာပက်လိုက်ပြီးကောင်မလေးကလည်းပိုင်နိုင်ပဲလက်ခံလိုက်ပါတော့တယ်။နောက်တနေ့ညစာစားပွဲမှာမွေးစားသမီးကကောက်ကျစ်တဲ့အကြံတစ်ခုနဲ့ကောင်မလေးတို့ကိုအခန်းတစ်ခန်းထဲကိုမြားခေါ်သွားပါတယ်။ဒါပေမဲ့သူမသိတာကထိုတငယ်ချင်းမလေးဟာတိုက်ကွန်ဒိုခါပတ်နဲ့ရထားတဲ့သူဆိုတာပါပဲ။မွေးစားသမီးကအခန်းထဲလာချောင်းတဲ့အချိန်မှာတင်အထဲကိုဆွဲခေါ်ခြင်းခံလိုက်ရပြီးရုံရင်းဆန်ခတ်အတန်တွေကအပြင်းထိကျဲလောင်စွာထွက်လာပါတယ်။ဧည့်သည်တွေနဲ့မိဘတွေအခန်းတကားကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အဝတ်စားတွေဗရပွားနဲ့တနာစရာကောင်းအောင်ခံလိုက်ရတဲ့မွေးစားသမီးတစ်ယောက်တည်းကိုသာညီမဖြစ်သူအလန့်တကြားနင်ကဘာတူလဲအကိုကြီးမျက်လုံးပွင့်ရင်ဟာမင်းကဘလို့လို့ငါကူတင်ပေါ်ရောက်နေတာလဲမဖြစ်သူအခြားအခန်းတစ်ခုတွင်ကျင်းသေးတယ်ငါတို့အခန်းမဝင်မိကြပြီမဖြစ်သူပြက်သားစွာမနေ့ကမင်္ဂလာပွဲမှာတို့သားနှစ်ယောက်လုံးလေရင်နောက်ကျလို့မလာနိုင်ခဲ့ကြဘူးဒါကြောင့်ငါတို့ညီမနှစ်ယောက်ပဲလက်စွပ်ချင်းလဲပြီးပွဲကိုအဆင်ပြေအောင်ဖျက်တမ်းခဲ့ကြတယ်ဒါပေမဲ့ညဘက်ကားသမားကအိမ်နံပါတ်မှားပိုးမိလို့အခုလိုလွဲချော်မှုတွေဖြစ်သွားရတာညီမဖြစ်သူစိုးရိမ်တကြီးဒါဆိုအခုငါတို့ဘာဆက်လုပ်ကြမလဲအမဖြစ်သူရိုးရိုးလေးပဲလေစာချုပ်တွေကိုအပြန်အလှန်လဲလိုက်ကြမယ်နင်ကအကိုကြီးနဲ့ယူငါကညီလေးနဲ့ယူမယ်ဒါဆိုအားလုံးအဆင်ပြေသွားပြီညီမဖြစ်သူစိတ်ပူပန်စွာကျမကစကားပြောသိမ့်မတက်ဘူးရှင်တကယ်လို့ရှင်ရဲ့လူကြီးမိဘတွေကကျမကိုသဘောမကျဘူးဆိုရင်ကျမနဲ့အမကိုဒီကနေခေါ်ထုတ်သွားပေးပါနော်အကိုကြီးနူးညံ့စွာစိတ်မပူပါနဲ့မင်းကိုဘယ်သူမှမတရားဆက်ဆံခွင့်မပေးစေရဘူးငါမင်းဘေးမှာရှိနေပေးမှာမို့လို့စိတ်အေးထားပါရောက်ခမဖခင်တန်တရားမျက်လုံးဖြင့်မင်းတို့ညီမနှစ်ယောက်နေရာများမှားထိုင်နေကြတာလားအကိုကြီးချက်ချင်းဝင်ဖြန့်ဖြေရင်မဟုတ်ပါဘူးအဖေမင်းညကကျွန်တော်တို့မင်္ဂလာအခမ်းမမိသွားကြတာပါဒါပေမဲ့ဒါကကျွန်တော်တို့မိသားစုနှစ်စုရဲ့ပူးပေါင်းဆောင်ရွက်မှုကိုဘာမှထိခိုက်မှုမရှိစေပါဘူးခင်ဗျာ